ngã cho đi the boy ra sick liệt thing ngã mà cắt nhị này là cắt nhị ra ai lúc cắt nhị này nè mà cha cái gì vào đó không như ai thing ngã mua à cái này nó mua gì đó anh nào nhớ cho phía sau đó bây giờ đi thing ngã ở đó chỉ là mấy cha bị lấy mấy phía rồi nhớ cho phía chết ta đấy con này sao ai đó con này sao này bây giờ ai thing ngã chỉ là mấy cha lấy đi bây giờ nhớ cho phía sau đấy về cho đi chỉ là mấy con này cha mà cứu ra đấy phía luôn ai đó cho đó anh nào đấy ai thing ngã bài này ihan gì à ai thing ngã xoay bây giờ ai mà tan gì mà thế này ai đó cho mình con này này đó tan gì mà sao sao ra chỉ là mà chỉ đó thì đó là xí miao mà chỉ là mấy cha đấy à nó ta nói mà đây này ihan gì anh đi sư bà đi đâu đi đi là đó xin chế vậy đó nên anh đi ra tao ra đi là mình lồng chồng nó xây cái gì mình lồng chồng nó xây cả nhiều bao bây giờ thing ngã to xoay đó tu mà thấy thế nào đó tan gì vậy thì mình bảo là ai là bảo biết rồi đấy mình lồng chồng luôn bảoว่าthì mà mình lồng chồng nó đâu có nhau mình bảo là bảoว่าthì là mình lồng chồng gì đâu có nhau thế lồng chồng nhau nó là mình đang để bảo này ai đó bảoว่าthì giờ rồi để cả làm gì bên này nàyแต่เทကြီးမို့လို့နည်းနည်းလျှော့တတ်တယ်ရှိသလားအရာရှိကြီးမို့လို့နည်းနည်းလျှော့တတ်တယ်ရှိသလားအာနာရှိကြီးမို့လို့နည်းနည်းလျှော့တတ်တယ်ရှိသလားဆင်းရဲသားမို့လို့တဏှာလို့လျှော့တတ်တာရှိသလားအားလုံးဟာအတူတူပဲဟုတ်ပြီလားအဲ့ဒါကြောင့်မို့တရားဓမ္မတွေဦးဇင်းအခုဈေးုံနေရန်ကုန်မှာလိုက်ကြရတာမနေဘူးပဲနော်ဒုက္ခကဘာအဲ့မှာဓမ္မကြီးဦးဇင်းတရားစခန်းကြီးနဲ့ကျင့်ပြီးတဲ့အခါကျတော့နေ့ရက်လောက်လဲကြောက်အဲ့ဒီဓမ္မကြီးဒေါခင်မေမြင့်မလားပါဗျာတဲ့တပည့်တော်မောင်လေးဒုက္ခကဘာဈေးုံမှာအရေးပေါ်ဒုနာဖြစ်တည့်နေရပါတယ်ဗျာကိုလဲကြောက်သွေးတွေသွင်းထားတော့နှာခေါင်းပိုက်တော့ဒီကပိုက်တော့စိတ်ကြီးညစ်တာပေါ့စိတ်ကြီးလူးလေးအော်ဟစ်မနေဘူးလားအဲ့ဒါဘာဖြစ်လဲစိတ်ကြီးယူပေါက်ထွက်နေတာဟုတ်ပြီလားထပြီးနိုင်သေးလားငါတင်လို့တွားနိုင်သေးလားကတိန်မောနဲ့မထနိုင်တော့ဘူးအဲ့လိုဖြစ်တဲ့အခါမှာဦးဇင်းကသွားပြီးတော့တခါလေကဲလေးနဲ့တခါလေလွတ်သွားလွတ်တော့ငြိမ့်သွားတာပဲနောက်နေ့လဲကြရောပါရဂူကနေပြီးတော့သူ့ရဲ့နတ်သမားတွေကိုမအိတ်စိနေအရင်တော့အော်ဟိစူညံတောင်းကြပြီးဟိုတောင်းဒီဟာတောင်းဟိုပေးပါဦးဒီဟာပေးပါဦးဟိုလိုလုပ်ပေးဦးဒီလိုလုပ်ပေးဦးနဲ့ငကြောလို့ဟိုဘက်လဲပေးဦးဒီဘက်လဲလုပ်ပေးတာအခုတော့ဘာမှမတောင်းဘဲညီနေတော့ပါရဂူကနေမအိတ်စိနေလို့နတ်သမားကိုသတိပြောနတ်သမားနော်မအိတ်ဖို့သွားသတိပေးတာဘာလာလျှောက်တာလဲငါအလုံးနေတာဟောတောင်းတာသေးလားကြောင်းကြသေးလားဘာဖြစ်လို့လဲလုံခြုံသွားပြီဦးဇင်းကလုံခြုံအောင်လုပ်ကလေးတခါကျတော့တခါလေးလုံခြုံသွားတော့တောင်းတာလည်းမကြည့်ခန္ဓာကိုယ်လည်းမကြည့်သွေးစွန်းတဲ့နေရာလည်းမကြည့်ခန္ဓာကိုယ်အသေးတွေအဆုပ်တွေတကွီးပြီးတကွာကွာနဲ့ပြည့်စည်နေအဲ့ဒါကိုလည်းမညှိုးအဲ့တော့လေးလောက်ကြာတဲ့အခါကျတော့အဲ့ဒီပုဂ္ဂိုလ်သေးတဲ့အခါကျတော့မသေးခင်တပြုတ်ပြုတ်နဲ့ပြည့်နေဘေးကတော့ကြာအဲ့ဒီမှာသူ့အမကိုလက်မထောင်ပြသွားတယ်အမငါအတွက်မကူနဲ့ဆရာတော်ပေးတဲ့တရားခေါင်းပြားနဲ့ခြေပြားနဲ့ငါအကုန်ရထားတယ်အဲ့ဒါတစ်ချိန်နဲ့သွားပြခဲ့တယ်နော်တစ်သက်လုံးနေခဲ့တာလုံခြုံတဲ့ထင်တာသူတို့ကချမ်းသာတယ်ပြည့်စုံတယ်အာနာရှိတယ်အာနာရှိမှုပြည့်စုံမှုချမ်းသာမှုနဲ့ကျင့်တတ်ပြီးနေခဲ့တာအဲ့ဒီကျင့်တတ်မှုတွေသေကန်ကြီးကြတော့အဖတ်တင်သေးလားအခုတော့မှအဖတ်တင်မှမသိတော့သူ့ကိုယ်သူလည်းမလုံခြုံတော့ဆောက်တရားရသေးလားဩဒီလုံခြုံအောင်လုပ်ရမယ်နီလန်ရောသိသေးလားမသိတော့ဗလာကြီးအတော်ခံနေရသေမင်းအနှိမ့်ဆက်ခံနေရတာအဲ့ဒီမှာဥစဉ်သွားခဲ့တာငြိမ်းသွားတယ်သိလဲသိတော့မပေါ့ဘူးဟာလားပုံလည်းမပေါ့ဘူးတောက်လည်းမတောက်ဘူးမပုတ်မတောက်တာလေဥစဉ်ရိပ်သာမှာတပုံကြီးနော်တက်ကြီးဗီဒီယိုနဲ့ဖြန့်ဖို့တော့မလိုပါဘူးတချို့ဆိုတမန်ကနေဘူးကြောက်တော်လာနေပုံမြန်ပုတ်လာမလားအဲ့တော့တရားဓမ္မတွေဘဝနေရေးလဲလုံခြုံဖို့လိုသလိုဘဝသေရေးရောလုံခြုံဖို့မလိုဘူးလားခင်ဗျားတို့လုံခြုံမှုရပြီလားဒီတိုင်းကြီးနေကြတော့မှလားဘာလို့ကြသွားတာပဲအထုပ်ကြီးနဲ့ဟာလားဒီထဲမှာတရားကျင့်မိတာယောဂီတွေမပါဘူးလားလုံခြုံပြီလားဟမ်တိုင်းပါသွားလို့တာမလုံခြုံတဲ့ရက်ကပဲပြန်လာသလိုဖြစ်နေတာပဲအဲ့တော့တနေ့သေတဲ့အခါကျတော့အသေးမတက်လို့ရှိရင်အနေမပြတ်တဲ့ဘဝရောက်မသွားပြန်ဘူးလားအဲ့ဒီအတွက်ကောမလို့လုံခြုံဖို့မလိုအပ်ဘူးလားဩအဲ့ဒါကြောင့်မလို့အရေးသုံးပါလုံခြုံမှုတရားသုံးပါမရှိဘူးလားဘဝအနေရေးလုံခြုံမှုရဲ့ဘဝသေးရေးလုံခြုံမှုရဲ့ဘဝနောင်ရေးလုံခြုံမှုရဲ့မလိုဘူးလားအဲ့ဒါတဲ့ဘာများအရေးကြီးသေးလဲတိုက်ကြီးနဲ့မနေရရင်နေပါစေအသေးတတ်ဖို့လိုပါသည်ဟုတ်ပြီလားစိတ်မရကြီးနဲ့မပန်ရရင်နေပါစေနောင်ဘဝကောင်းစားဖို့လုံခြုံဖို့လိုပါသည်ဟုတ်ပြီလားရရာရှိကြီးကြော်ကြီးမဖြစ်ချင်နေပါစေနောင်ဘဝအပယ်လေးပါ
ကြာဖို့မှလွတ်ဖို့မလိုဘူးလားအဲ့ဒီအတွက်လုံခြုံဖို့မလိုဘူးလားအဲ့ဒီအတွက်လိုပါသည်ဘဝမှာအရေးကြီးဆုံး၃ချက်ပေါ်မလာဘူးလားယူပေါ်မှု၃ခုလိုလာပြီလုံခြုံရေး၃မျိုးလည်းပေါ်လာပြီအဲ့ဒါကလူတိုင်းအတွက်တာဝန်ကိုယ်စီမရှိဘူးလားအဲ့လိုရှိပါလေတရားဓမ္မတွေမလုံလဲမလုံခြုံဘူးလုံခြုံအောင်ပိတ်ဆို့ဖာထေးရမယ်အလုပ်လည်းရှိတယ်ပိတ်ဆို့ဖာထေးပေးတဲ့ဤကောင်းလည်းရှိရဲ့သားနဲ့မှလုံခြုံမှုတရားမလုပ်ဘူးဆိုကိုယ့်လောက်မိုက်တဲ့ပုဂ္ဂိုလ်ရှိပါတော့စဉ်းစားဖို့ဟုတ်ပြီလားတရားကျင့်မှဆိုတာဘာလို့တာလဲလုံခြုံမှုတရားတွေသင်ပေးတာဟုတ်ပြီလားခုနယဟန်ကြီးအသေးမတတ်တော့နော်ယဟန်ဖြစ်ပေနဲ့ထိုပုဂ္ဂိုလ်သည်မပြောပါတော့တဲ့ဆင်းရဲတဲ့နော်ယဟန်တစ်ပါးရတဲ့သင်္ကန်းလေးနဲ့ကန့်ညီတာပဲဆင်းရဲတော့မကန့်ညီဘူးလားချမ်းသာတော့လေကန့်ညီတာဘာထူးလဲအထူးတူပဲဟုတ်ပြီလားနောက်တစ်ခါကျတော့ခုနတော့အနီမေးဦးစီးမပြောလျှောက်ပါတယ်မန္တပါဘုရားတဲ့တပည့်တော်မိတ်ဆွေချမ်းသာတဲ့တထေကြီးအင်းရလန်းကတော်ချမ်းသာတယ်နာမည်တော့မပြောတော့ဘူးပေါ့လေသိကျင်တော့လိုက်ပြပြီအဲ့ဒီဓမ္မကြီးကအသက်ကြီးလာပြီအသက်ကြီးတော့ရွှေတုံးတွေကိုထုတ်ပြီးတော့လူမယ်လို့လေမလူသေးပါဘူးဆိုပြန်ထည့်လိုက်တော့ကြလူမယ်ဆိုပြီးထုတ်လာလေမလူသေးဘူးဆိုပြန်ထည့်လိုက်နဲ့၄၅ချိန်လောက်ကြာသွားတယ်မလူပြည့်ဖက်နဲ့သေသွားရောသေလဲသေပြီးလို့တစ်လလောက်လဲကြာရောသားရသမီးတွေကရွှေတုံးအမွေခွဲမယ်ဆိုပြီးတော့မိဂန်တစ်တာတွေကရွှေတစ်တာထုတ်တာအဲ့တဲ့မြှော်ကြီးတစ်ကောင်ရောက်ဘာကြီးရောက်ဘယ်သူမွေးထားတာကိုတိုက်ကြီးကိုရင်ကကိုရွှေတစ်တာတဲ့ကိုယ့်ဘာကိုမြှော်ပြောင်းမွေးထားတာမြှော်ဆိုတာဘယ်သဘောဆောင်လဲတွေ့ကတ်ဟုတ်ပြီလားတွေ့ကတ်လုံးအားကြီးတော့တွေ့ကတ်တတ်တဲ့စေတနာကြောင့်ထိုကံနဲ့တူတဲ့ခန္ဓာမြှော်ကြီးရမလားဘူးလားတွေ့ကတ်တယ်ဆိုတာတန်ရုံးစီကြီးတယ်မဟုတ်ဘူးလားဒါကတက်နေတဲ့မှုကြီးတယ်တွေ့တာမှုကြီးတယ်အဲ့တော့တွေ့တာမှုကြီးတဲ့ရွှေတုံကြီးကိုသူတက်နေတဲ့ကန့်ကြီးတဲ့စေတနာကြောင့်တွေ့တတ်ကတ်တတ်တဲ့မြှော်ကြီးရွှေတစ်တာတွေရောက်သွားဖြစ်တာခုနတော့သင်္ကန်းမှာတန်ကြီးမှသွားမဖြစ်ဘူးလားတတ်တတ်ကြီးမွေးဖို့လိုသေးလားအဲ့ဒါဥပပပရိတန်တိဟုတ်ပြီနော်ဥပပပရိတန်နေနဲ့ရွှေတစ်တာထဲမှာနော်အဖေအမေမလိုပဲတဲ့ကိုယ်ကံနဲ့ကိုယ်ခံဖို့အတွက်ကိုယ်ခန္ဓာကိုယ်ဆောက်လိုက်တာမြော့ကြီးတထေးကြီးကနေဘာကြီးဖြစ်သွားပြီလဲတထေးစီနေတဲ့သူသေးရဲ့လားငကကြီးပါနိုင်သေးရဲ့လားမသိပါဘူးတထေးကြော်ကြီးတော့စိန်ငကကြီးတဝန်းဝန်းနဲ့စိန်လက်ကြီးတဝန်းဝန်းနဲ့စိန်မြကြီးတဝန်းနဲ့လင်္ကလူသာကားကြီးပြီးတော့တမော့မော့တကော့ကော့တကြော့ကြော့နဲ့နေလာခဲ့တာ